ရန်ကုန်အမျိုးသားပြတိုင်း Digital Museum ဖြစ်အစင်းမြင့်တင်ရန်အရှိန်မြင့်ဆောင်ရွက်မြို့သားပြတဲ့ရန်ကုန်တွင်ရှိရင်ကျမှုမွေတွေများကိုတန်ဖိုးထားကထိန်းသိမ်းသည့်စနစ်မှန်ကန်စွာခင်းကျင်းပြသနိုင်ရေးဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ပြတဲ့များနိုင်ငံတကာပြတဲ့များရဲ့ဥတီချက်များနဲ့ညီပြည်သူလူထုအဖွဲ့အစည်းများကိုယ်တိုင်ပါဝင်ဆောင်ရွက်လာစေရေးအပြင်ရှေးဟောင်းပစ္စည်းများအားပြတဲ့ထဲမှာဒေစီပြသခြင်းတဲ့ special exhibition များပြုလုပ်ပြီးအများပြည်သူရှိရာနေရာများမှာပြသနိုင်ရေးအများပြည်သူများအနေဖြင့်ရင်ကျင်းမှုမွေတွေများအားချစ်ခင်မြန်တို့တန်ဖိုးထားစိတ်များဖြစ်ပေါ်လာစေရေးဆောင်သွားမှာလည်းဖြစ်ပါတယ်။မြို့သားပြတဲ့ရန်ကုန်ဟာ Digital Museum ဖြစ်အစင်းမြင့်တင်လုပ်ငန်းများအများဆုံးပြီးစီးစေဆောင်သွားမှာလည်းဖြစ်ပါတယ်။မြို့သားပြတဲ့ရန်ကုန်မြင်းကြီးတက်ရှိတရားတနပလင်ပြကံမြန်မာခေတ်ရနှင့်လက်ရဲမှုပြကံနှင့်ပထမတက်ရှိမင်းကန်းတော်ပစ္စည်းပြကံများခင်းကျင်းပြသထားရာမင်းကန်းတော်ပစ္စည်းများဟာဘိုးဘွားများရဲ့နေထိုင်သုံးစွဲမှုအစဉ်တန်းကိုတည်တာစေတဲ့အတွက်ပျောက်ဆုံးပျက်စီးမှုမရှိစေရေးအထူးဂရုပြုထိန်းသိမ်းဆောင်တော်မှာလည်းဖြစ်ပါတယ်။ဒါ့အပြင် Pyramid ကလာမစပြီးမြန်မာအရေးမြေမှာလူရဲ့ဦးစားဖြစ်တဲ့သရဝရုပ်ကျွန်းများကြောက်လက်နက်များကျေးလက်နက်ကိရိယာပစ္စည်းများပြသထားရာတမိုင်းမှန်ကိုကြည့်ရှုလေ့လာသူများသိရှိနားလည်စေမယ့်ရှင်းလင်းချက်များပြကွက်များဖြင့်ပြသနိုင်ရေးဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ဒါ့အပြင်လူငယ်လူရွယ်များနေဖြင့်ပြတိုက်တွင်လေ့လာကြည့်ရှုလိုစိတ်များဖြစ်ပေါ်လာစေရန်ဖိတ်ခေါ်ခြင်းနဲ့ရှင်းလင်းပြသခြင်းများဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။